ဒီကစင်ကာပူကကြတော့အင်္ဂလိပ်စာ language ကတည်တဲ့သုံးနေတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့အလုပ်ကံခွင့်လန်းနေတယ်ကိုကအများကြီး opportunity ကို explore လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကျောင်းသားတွေအနေနဲ့ကလည်း active ဖြစ်ဖို့တော့လိုတာပေါ့နော်ပြီးသွားတဲ့အခါမှာအလုပ်ကိုင်ခွင့်လန်းနေရဖို့တော့ပေါ့နော်လိုမျိုး maybe ပေါ့အလုပ်ရှာပေးတာမျိုးဒါမှမဟုတ် PSP ရနေပြီးတော့လိုမျိုးအလုပ်ကိုင်ခွင့်လန်းနေတော့ကိုဘယ်လိုမျိုးစီစဉ်ဆောင်ရွက်ပေးထားလို့လဲရှိလဲစပြပြပေးပါဟုတ်အမားတို့ကဒီအလုပ်ကိုင်ခွင့်လန်းနဲ့ပတ်သက်ပြီးတော့ဒါအနည်းငယ်လုံးမေးဖို့ပေါ့နော်ဆိုတော့အမားတို့ PSP Academy ကနေပြီး business နှစ်တိုင်းပေါ့နော်အဲ့လို job fair လိုမျိုးတွေလုပ်ပေးတာရှိရဲဒီ career အတွက်ကိုအမားတို့ networking event ကိုလုပ်ပေးတာမျိုးတွေရှိရဲအဲ့မှာဘာကြီးပါမလဲဆိုရင်အဓိကဒီ corporate company အကြီးတွေကိုအမတို့ invite လုပ်တယ်ပြီးအဲ့ရနေပြီးတော့ဒါကျောင်းသားတွေကို interview ဖြေဖို့ process တွေပြီးတော့ကျောင်းကလည်းပြီးတော့ကျောင်းသားတွေကိုဘယ်လို interview မှာ tick လေးနဲ့ဖြေမလဲဘယ်လိုမျိုး LinkedIn profile တွေတိစောက်မလဲအဲ့ဒါတွေအကုန်လုံးကိုကျောင်းကသင်ပေးတယ်ပြီးတော့ဒီလိုမျိုး job opportunity အတွက်ကတော့ workshop တွေပုံစံတွေလုပ်ပေးရဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းသားတွေကတော့ keep in touch ဖြစ်နေဖို့လိုတယ်ပေါ့နော်ကျောင်းငယ်တော့ဘယ်တော့ဒီ career fair ကျင်းပလဲပေါ့ကျောင်းဘက်ကနေလည်း support လုပ်ပေးတယ် career fair announce လုပ်ပေးရပေါ့နော်အမတို့ဒီ page မှာရော website မှာရောပေါ့နော်ဘယ်နေ့တည်းရက်မှာဒါ job fair ရှိပါတယ် networking event ဆိုလည်း networking event ပေါ့နော် career အတွက်ရှိပါတယ်ဆိုပြီးအမတို့ announce လုပ်ပေးပါတယ်ကျောင်းဘက်ကတော့အမတို့ကစာတင်နေရင်းနဲ့ဒီဘက်ကနေလည်းလုပ်ငန်းခွင်ကို ready ဖြစ်အောင်လည်းတင်ပေးတယ်ပြီးတော့လုပ်ငန်းခွင်ဝင်ဖို့အတွက်ကိုလည်းအမတို့ကnetwork တွေချိတ်ဆက်ပေးရဲ့သဘောပေါ့နော်ဆိုတော့အဲ့ဒါလေးလုပ်ပေးပါတယ်ကျန်တာကတော့ဒါကျောင်းသားစူးစမ်းရမှာအိုင်ပေါ့ပြီးတော့ဒီအမားတို့ရဲ့ဒီ2024ပေါ့နော် Graduate Employment Survey အရဆိုရင် PSC Academy က 82% အထိကို interest ဖြစ်ထားတဲ့အချိန်မှာပါတယ်ပေါ့နော်။စာမိုးဝဲပြီးတာနဲ့ကျောင်းသားတွေက6လအတွင်းအလုပ်ကင်ရတာက 82% ရှိပါတယ်။အဲ့ဒီထဲမှာဒီ2024ရဲ့ survey အရ2ယောက်မှာ1ယောက်ကလစာတိုးသွားတာမျိုးတွေသုံးပုံလောက်က promotion တိုးသွားတာမျိုးတွေဆိုအများကြီးရှိရဲ့ပြီးတော့အမားတို့မှာcareer success ဖြစ်သွားတဲ့ကျောင်းသားတွေလည်းအများကြီးရှိတယ်ဆိုတော့အမားတို့ရဲ့ website ထဲမှာအဲ့ဒါလေးဝင်ပြီးတော့ဖတ်လို့ရတယ်ကြည့်လို့ရတယ်ပြီးကျောင်းဘက်ကိုလည်းဆက်သွယ်လို့ရတယ်ကျောင်းပြီးသွားပြီဆိုရင်လည်းဒီ career fair တွေဘယ်ချိန်လုံးမှာလဲဘယ်တော့ရှိလဲဆိုတာကိုအမားတို့ဒီကျောင်းသားရေးရာ department တွေကနေပြီးတော့ပြန်ပြီးတော့ဖြေကြားပေးပါလိမ့်မယ်ဟုတ်ကဲ့အဲ့ဆိုလို့ရှိရင်ကျောင်းသားတွေတော့တော်တော်ကြီးကိုဒီအလုပ်ကိုင်နဲ့ပတ်သက်ပြီးတော်တော်ကြီး supportive ဟုတ်ကဲ့ဟုတ်ကျောင်းသားတွေအတွက်ကအနည်းတန်းဒီကျောင်းတက်နေရင်းနဲ့ကွာကျောင်းမပြီးသေးဘူးကျောင်းတက်နေရင်းနဲ့တော့မှဒီ industry တွေနဲ့နေတဲ့ပေါ့ဟုတ်ကဲ့ဘာဖြစ်ဒါကျောင်းသားရဲ့ခုန marriage ပြောလို့မျိုးကျောင်းဘက်ကနေပြီး supportive ပေးထားရတော့အများကြီးပဲဒီကကျောင်းသားဘက်ကတည်စချာလိုက်ပြီးတော့ဒီကျောင်းဘက်ကနေပြောတဲ့ instruction တွေအတိုင်းပြည့်တဲ့အခါမှာဖြို့ဒီ MSI တွေပေါ့နော် consultation တွေရတယ်အမြဲတမ်းကြိုပြီးတော့ပြောလေးရှိရဲ career အနေနဲ့ကဒါပြလို့ရှိတယ်အမြဲတမ်းပြီးမေးကြမေးကုန်ပေါ့နော်ဒါမျိုးလို့ရှိရင်အလုပ်ကိုင်ခွင့်နဲ့ဘယ်လိုရှိလဲဘာတွေလုပ်ပေးမှလဲဆိုတဲ့ concept မျိုးတွေဆိုတော့ကိုကလည်းအမြဲပြပြတယ်ကျောင်းနေမှာသူ့မှာ career supportive အတွက်ကို service center တွေရှိပြီးသားဆိုတော့ဒီ center တွေနဲ့ကိုအမြဲအပြည့်နဲ့ရှုံနေရမယ်စာပဲလုပ်နေတာမျိုးတို့အိမ်နဲ့တောင်ကျောင်းနဲ့အိမ်ပဲမဟုတ်ပဲမဟုတ်ပေါ့နော်ဒီမှာလည်းကိုကမျက်စိပွင့်နားဆွင့်ထားရမယ်ပြီးတဲ့အခါမှာခုနက marriage ချက်ပြောခဲ့တဲ့ဒီ information တွေကအမြဲတမ်း research လုပ်နေတယ် collect လုပ်နေမယ်ဆိုလို့ရှိရင်တော့အလုပ်ကိုင်တော့မရှားဘူးမရှားဘူးအခုအဓိကစင်ကာပူကကြတော့အင်္ဂလိပ်စာ language ကတည်သုံးနေတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့အလုပ်ကံခွင့်လန်းနေတယ်ကိုကအများကြီး opportunity ကို explore လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကျောင်းသားတွေအနေနဲ့ကလည်းactive ဖြစ်ဖို့တော့လိုတာပေါ့နော်အကျောင်းကကျစ်ပပေးရဲ့ဒီ activity တွေမှာ participate လုပ်မယ် workshop တွေမှာတက်ကြွလုပ်မယ်ပြီးရင်information တွေကိုအဓိက up to date ဖြစ်အောင်ဒါactive ဖြစ်တဲ့နားဆုံနေတယ်ဆိုလို့ရှိရင်တော့ဒါအဆင်ပြေရဲ့ကျောင်းသားတွေအတွက်ကလေဒါအလုပ်ကိုင်အတွက်ကိုစစ်ကြည့်ကြမလို့ပါဘူး